ရာပွဲတစိတ်တော်ရရှိတဲ့စကိုင်းတိုင်းဒေသကြီးမုံရမြို့ဖျားကြီးရပ်ကွက်တရုတ်တန်းလန်းနေဦးရာချီတို့အားသာသနာတော်ဆိုင်ရာပွဲစိတ်တော်နဲ့အဆောင်ရောင်တို့ကိုအပ်နှင်းပါတယ်။အဲဒီနောက်နိုင်ငံတော်ဝန်ကြီးချုပ်ဦးသိန်းစိန်ကသုဓမ္မမဏိဇောတတရပွဲတစိတ်တော်ရရှိကြတဲ့စကိုင်းတိုင်းဒေသကြီးမုံရမြို့ဖျားကြီးရပ်ကွက်ပွဲစားတန်းလန်းနေဦးစိန်လှိုင်နဲ့မန္တလေးတိုင်းဒေသကြီးချမ်းအေးသာဇံမြို့နယ်981ရပ်ကွက်82လမ်းနဲ့လမ်း30 31လမ်းအမှတ်385နေဦးယုံစိန်တို့အားသာသနာတော်ဆိုင်ရာပွဲတစိတ်တော်နဲ့အဆောင်ရောင်တို့ကိုအပ်နှင်းပါတယ်။အဲဒီနောက်နိုင်ငံတော်အေဂျင့်တာရေးနဲ့ဖွံ့ဖြိုးရေးကောင်စီအတွင်းမှု1သီဟသူရဦးတောင်မြင့်ဦးကသုဓမ္မမဏိဇောတတရပွဲတစိတ်တော်ရရှိကြတဲ့ရန်ကုန်တိုင်းဒေသကြီးတာမွေမြို့နယ်နတ်မောက်ရပ်ကွက်ဖိုးစိန်လမ်းသွယ်အမှတ်46Eနေဦးမောင်သိန်းနဲ့စကိုင်းတိုင်းဒေသကြီးရေဦးမြို့နယ်ရွာမိတ်တာကျေးရွာနေဦးကျော်ထေတို့အားသာသနာတော်ဆိုင်ရာပွဲတစိတ်တော်နဲ့အဆောင်ရောင်တို့ကိုအပ်နှင်းပါတယ်။အဲဒီနောက်နိုင်ငံတော်အေဂျင့်တာရေးနဲ့ဖွံ့ဖြိုးရေးကောင်စီဝင်ဦးတင်အေးကသုဓမ္မမဏိဇောတတရပွဲတစိတ်တော်ရရှိတဲ့ရှမ်းပြည်နယ်တောင်ကြီးမြို့ရွှေညောင်မြို့နယ်သုခချမ်းသာရပ်ကွက်နယ်မြေ2နီလာလမ်းအမှတ်86နေဦးသန်းဌေးနဲ့မဟာတရမဇောတိကဓဇပွဲတစိတ်တော်ရရှိကြတဲ့ရန်ကုန်တိုင်းဒေသကြီးအလုံမြို့နယ်စောရံပိုင်းအရှေ့ရပ်ကွက်သစ်တောလမ်းအထက်အမှတ်86နေဦးဝင်းဖေတို့အားသာသနာတော်ဆိုင်ရာပွဲတစိတ်တော်နဲ့အဆောင်ရောင်တို့ကိုအပ်နှင်းပါတယ်။အဲဒီနောက်နိုင်ငံတော်အေဂျင့်တာရေးနဲ့ဖွံ့ဖြိုးရေးကောင်စီဒုတိယဥက္ကဋ္ဌဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကြီးဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေး၏ဇနီးဒေါ်မြမြစန်းကအဂမသီရိသုဓမ္မသိမ်ကြီးပွဲတစိတ်တော်ရရှိကြတဲ့ရန်ကုန်တိုင်းဒေသကြီးပန်းဘဲတန်းမြို့နယ်အမှတ်3ရပ်ကွက်29လမ်းအမှတ်49နေဒေါ်ကျင်သိန်းရန်ကုန်တိုင်းဒေသကြီးမြောက်ဥက္ကလာပမြို့နယ်တိုးချဲ့ရပ်ကွက်ရတနာကျွန်းရိပ်သာနေဒေါ်နွယ်နွယ်ကြည်နဲ့စကိုင်းတိုင်းဒေသကြီးမုံရမြို့ဖျားကြီးရပ်ကွက်တရုတ်တန်းလန်းတိုက်အမှတ်3နေဒေါ်ကြွေကြွေတို့အားသာသနာတော်ဆိုင်ရာပွဲတစိတ်တော်နဲ့အဆောင်ရောင်တို့ကိုအပ်နှင်းပါတယ်။ဆက်လက်ပြီးနိုင်ငံတော်အေဂျင့်တာရေးနဲ့ဖွံ့ဖြိုးရေးကောင်စီဝင်သူရဦးရွှေမန်း၏ဇနီးဒေါ်ခင်လေးသက်ကအဂမသီရိသုဓမ္မသိမ်ကြီးပွဲတစိတ်တော်ရရှိတဲ့